ကျောင်းတက်နေတဲ့ကျောင်းသားတွေမှာလည်းဘာဖြစ်လာလဲဆိုရင်ကျောင်းမိရင်ဘာလုပ်ရမှာလဲမသိဘူးနောက်တစ်ခုကကျတော့ဘယ်ဟာဝါသနာပါလဲဆိုတဲ့အပိုင်းမှာလည်းဒါအခက်အခဲတွေဖြစ်လာကြတယ်ပေါ့ဘွဲရတာကျောင်းတက်တာဒီအမားလားအပြစ်လားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူးဘာဖြစ်တာလဲဆိုတော့ရှင်တို့ကဒီတင်လိုက်တဲ့ပညာရေးကိုအပြင်မှာလက်တွေ့ဘယ်လိုအသုံးချမလဲဆိုတဲ့အပိုင်းမှာ gap ဖြစ်နေတာပေါ့နော်တင်လိုက်တဲ့ဒီပညာရမှာဆိုတန်မိုးရှိအရာတွေအများကြီးရှိတယ်ဒါပေမဲ့ဒါကိုဘယ်လိုပြန်ပြီးအသုံးချရမှန်းမသိတာက10ယောက်မှာဆိုရင်9ယောက်ဝန်းကျင်လောက်ကအဲ့တိုင်းဖြစ်နေတာပေါ့နော်တင်ရတဲ့ပညာနဲ့ခုနပြောလို့ apply လုပ်မဲ့ကိစ္စဟာနဲ့ပတ်သက်ပြီးနောက်ထပ်ဥပမာလေးတစ်ခုပြောချင်တာပေါ့နော်ဟုတ်ကျောင်း fairway ရှိတော့လေအောက်မှာရှင် IC major ကိုသွားတယ် IC ဆိုတာ industrial chemistry ပေါ့ကုန်ထုတ်ဓာတု major ပေါ့အဲ့မှာဘာတွေ့လို့ဆိုအဲ့ဒီကကျောင်းသားတွေထုတ်တာကကစုံဥကနေပြီးတော့သူတို့ကအရသာမုံထုတ်တာ seasoning powder ထုတ်တာသူခနောအစားထိုးလဲသုံးလို့ရတယ်အချိုမုံစားထိုးလဲသုံးလို့ရတယ်စက်သားမုံစားထိုးသုံးလို့ရတယ်တက်လို့သမားတွေစားလို့ရတယ်စီးချိုသမားတွေစားလို့ရတယ်အဲ့ project ကိုတွေ့တော့ရှင်တအားဝမ်းသာသွားတယ်ဒါကကျောင်းထဲမှာဒါဘွဲရဖို့အတွက် project လုပ်နေကြတာဒါဒီအရန်ကိုတန်မိုးရှိတယ်ကျောင်းနေမှာဒီလို project တွေမှာအရန်ကိုတန်မိုးရှိတဲ့ project တွေထွက်လာတယ်အများကြီးပဲဒီလိုကျောင်းတွင်း project တွေကိုလည်းပို့ပြီးတော့ဦးစားပေးဖို့ emphasize လုပ်ပေးဖို့ပေါ့အဲ့ project လုပ်နေတဲ့ကျောင်းသူကိုယ်တိုင် IC နဲ့ကျောင်းပြီးရင်ဘာလုပ်ရမှန်းမသိဘူးဆိုတော့ဒီ project ကနှမျောစရာကောင်းတယ်ဘွဲရပြီးတဲ့အခါမှာဒီတိုင်းပဲပြီးသွားတယ်သူတက်ထားတဲ့သူသင်ထားတဲ့ပညာဒီလုံးဝရွှေဒါတကယ်ကိုရွှေဒါပေမဲ့ကျောင်းသားတွေကိုယ်တိုင်အဲ့ရအောင်မသိဘူးဆို education မှာရှင်တို့စာကိုဒီတိုင်းပြီး memorizing skill ကိုတွားတာထက်စာရင်ဘယ်လိုလက်တွေ့အသုံးချရမလဲဆိုတဲ့အပိုင်းမျိုးမူတည်ပြီးတော့တွားတဲ့ဒီ critical thinking မိုင်းကိုတွားတဲ့ education မျိုးရှင်ပို့ပြီးတော့ဖြစ်စေချင်တာပေါ့